ဒီနေ့ညညီမစံတော်ချိန်1 နာရီခွဲမှာကစားကြမယ်။အာဆင်နယ်အသင်းနဲ့ PSG အသင်းတို့ရဲ့ပွဲကြိုသုံးသက်ချက်။မင်္ဂလာပါ KGN YouTube Channel ကနေပြီးကြိုဆိုပါရစေ။ပထမဆုံးအနေနဲ့အာဆင်နယ်အသင်းဘက်ကိုအရင်ဆုံးကြည့်ရမယ်ဆိုရင်တော့လက်ရှိခြေစွမ်းကလည်းတော်တော်လေးကိုကောင်းတယ်ဗျ။ပရီးမီးယားရဲ့နောက်ဆုံး5ပွဲမှာတော့2ပွဲနိုင်3ပွဲတည်ချထားပါတယ်။ချန်ပီယံလိဘက်ကိုကြည့်မယ်ဆိုရင်တော့16တင်းအဆင့်မှာ PSV အသင်းကိုကျော်ဖြတ်ခဲ့ပြီးကွာတာဖိုင်နယ်မှာတော့လက်ရှိချန်ပီယံရီယယ်ကိုနှစ်ကြော့စလုံးအနိုင်ကစားပြီးကျော်ဖြတ်ခဲ့တာပါအခုတော့စီမီပထမအကြော့မှာ PSG နဲ့တွေ့မှာပါ PSG အသင်းကိုတစ်ချက်ကြည့်အောင်ပါ PSG အသင်းကလည်းချန်ပီယံလိရာသီအစမှာတော့ခြေစွမ်းကရမ်းမကောင်းသေးပါဘူးအပိုင်းမှာတော့တော်တော်ကိုအားရစရာကောင်းတာပါပြည်တွင်းလိရဲ့နောက်ဆုံး5ပွဲမှာတော့3ပွဲနိုင်1ပွဲတည်1ပွဲရှုံးထားပါတယ်ချန်ပီယံလိဘက်မှာတော့16တင်းအဆင့်မှာလီဗာပူးအသင်းနဲ့ရင်ဆိုင်ခဲ့ရပြီးကျော်ဖြတ်နိုင်ခဲ့တာပါကွာတာဖိုင်နယ်မှာလည်းအက်စတွန်ဗီလာအသင်းကိုအနိုင်ရခဲ့လို့အခုတော့အာဆင်နယ်အသင်းနဲ့ကစားရတော့မှာပါဒီနှစ်သင်းပထမအချိန်တွေ့ဆုံခဲ့တုန်းကတော့အာဆင်နယ်အသင်းကအသာရထားခဲ့တာပါအခုတော့ဆီမီဖိုင်နယ်မှာထပ်ပြီးကစားရမှာနှစ်သင်းစလုံးရဲ့ခြေစွမ်းကောင်းတာကြောင့်ဘယ်အသင်းနိုင်ရမလဲခက်မှန်းရခက်ပါတယ်အာဆင်နယ်အသင်းဘက်မှာတော့ဂါဘရီယယ်နဲ့သောမတ်ပါတီတို့ပါဝင်မှာမဟုတ်ပါဘူး PSG အသင်းကတော့လူဆောင်ပါဝင်မှာပါကျွန်တော်အနေနဲ့ကတော့တူတူဆိုတဲ့ရလထွက်သွားမယ်လို့ခန့်မှန်းပါတယ်ဗျကျွန်တော်ရဲ့ channel ကိုကျန်တဲ့တဲ့ဆိုရင်တော့ subscribe လုပ်ပေးခြင်းဖြင့်အားပေးနိုင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ